ပုံမှန်လုံးမရှိတဲ့နေ့ဆိုရင်အဲ့ရအောင်နေဖင်ထုံးမထားရကျွန်တော်ဒီနေ့တော့အဲ့ရအစောကြီးထားပါတယ်။ဘာကြောင့်လဲဆိုတော့ဒီနေ့ကကျွန်တော်ပြေးရမယ့်နေ့ပဲဖြစ်နေလို့ပဲဖြစ်ပါတယ်။မပြေးခင်လေးမှာတော့ကျွန်တော်ဒီမနက်စာဒီ coffee လေးနဲ့ငပြောတီးလေးနဲ့အစာပြေးလေးကျွန်တော်စားသွားတာပေါ့နော်။ပုံမှန်အားဖြင့်ကျွန်တော်ပြေးတယ်ဆိုရင်ကျွန်တော်ဒီ Nike Renew Run ဖက်နယ်လေးနဲ့ပြေးရတာပါ။ဒါပုံမှန် running shoe ပါပဲ။ဒီနေ့တော့ဒီကောင်လေးနဲ့ပြေးမှာမဟုတ်ပါဘူး။ဒီနေ့ကတော့ကျွန်တော်ဒီ New Balance SC Elite V5 ဒီ carbon plate ဖက်နယ်လေးနဲ့ပြေးမှာပဲဖြစ်ပါတယ်။မပြေးခင်မှာကျွန်တော်ဒီအားကစားတော့ပါအဆင်ပြေတဲ့ဒီ share လုပ်ချေလေးကိုကျွန်တော်ဝတ်တာပေါ့နော်။ဘာကြောင့်ကျွန်တော်ဒီအပြေး vlog လိုမျိုးလေးရိုက်နေတာလဲဆိုရင်ကျွန်တော်ဒီဖက်နယ်လေးကိုကိုယ်တိုင်စမ်းကျင်လို့ပါ။ကျွန်တော်တို့လိုပုံမှန် runners တယောက်အနေနဲ့ဒီလိုမျိုး carbon plate ဖက်နယ်တွေကို upgrade လုပ်ဖို့လိုလားဆိုတာကျွန်တော်လက်တွေ့အစမ်းသက်ခြင်းလို့ပဲဖြစ်ပါတယ်။ပြီးရင်ဒီဖက်နယ်လေးနဲ့ PR ရဖို့တကယ်ရောလွယ်ကူလားစမ်းသက်သွားခြင်းလို့ပဲဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်မပြေးခင်အရင်ဆုံးနှစ်ချက်လေးတက်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ပုံမှန်မနက်စောစောထပြေးတယ်ဆိုရင်ကျွန်တော် solo run ပဲများပါတယ်ကျွန်တော်တော်တော်ဒီနှစ်ချက်လေးကအဖော်မုံပဲဖြစ်ပါတယ်ဖက်နက်လေးနဲ့ကျွန်တော်မပြေးခင်ကျွန်တော်လမ်းလျှောက်နေတဲ့အချိန်မှာတောင်မှဒီဖက်နက်လေးကပုံမှန် running shoe နဲ့မတူဘူးဆိုတဲ့ feeling တော့ကျွန်တော်အပြည့်အဝရပါတယ်မပြေးခင်မှာလည်းကျွန်တော်အရင်ဆုံးအကျော်ကို short ပါတယ်အကျော်ကမ short လို့မရပါဘူးကျွန်တော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 က်ကြောတင်းတဲ့ကောင်ဖြစ်နေတာပါအဲ့တော့ဟုတ်ပါပြီအကျော် short ပြီးပြီဆိုရင်တော့ကျွန်တော်ပြေးပါတော့မယ်ကျွန်တော်ရဲ့အရင် PR ကဒီ 5K ကို551ပါဒီနေ့တော့အဲ့ PR လေးများပြန်ချိုးမလားကျွန်တော်ဒီ carbon plated New Balance SC Elite လေးနဲ့ကျွန်တော်စမ်းနေတာပေါ့နော်အပွင့်အလင်းဆုံးပြောမယ်ဆိုကျွန်တော်အရင်ပြေးနေကြ running shoe တက်တော့ဒါ bounce တော်တော်ပိုဖြစ်တယ်တော်တော်ပိုပြီး ease ဖြစ်တယ်ဆိုတာကတော့ကျွန်တော်ဝိတာမှာနေကျွန်တော်ခံစားနေရပါတယ်အခုကျတော့ကျွန်တော်ဒီဖက်နက်လေးကိုစမ်းတက်မှာပဲဆိုတော့ကျွန်တော်ဒီ 5K လောက်ပဲပြေးပြီးစမ်းတက်တာပေါ့နော်နောက်တော့မှဒါကျွန်တော်ဒီ long run လေးပါလေး run ကြည့်ပါအောင်မယ်အခုတော့ကျွန်တော် 5K ကိုစမ်းတက်နေတာပဲဖြစ်ပါတယ်အဲ့တော့နောက်ဆုံးမှကျွန်တော်ဒီ 5K PR လေးရလာဆိုရင်ကျွန်တော်PR ရပါတယ်ဒါဖက်နက်ကြောင်းလို့တော့ကျွန်တော်ပြောမှာမဟုတ်ပါဘူးဟုတ်ပါတယ်တကယ်တမ်းတော့ကျွန်တော်ဒီ PR record ချိုးခဲ့တာကျွန်တော်စိတ်နဲ့ပဲဆိုင်တယ်လို့ကျွန်တော်အဓိကပိုခံစားရပါတယ်ဟုတ်ပါတယ်ဖနက်ကကျွန်တော် support လောက်ကောင်းလုပ်ပေးနိုင်ပါလိမ့်မယ်ဒါကျွန်တော်ခံစားရတာ 20% ပါတကယ်တော့ပြေးခြင်းစိတ်ကကိုယ့်ရဲ့ဟာ 80% လိုအပ်နေပါတယ်အဲဒီတော့ကျွန်တော်တို့ဒီ PR တွေချိုးဖို့ဖြစ်ဖြစ်ပြေးဖို့ဖြစ်ဖြစ်ကဖနက်ကောင်းရှိဖို့ထက်ပုံမှန်တင်းရောက်ဖတ်တဲ့ဖက်နက်တရံရှိမယ်ပြေးခြင်းစိတ်လေးရှိမယ်ဆိုရင်အဆင်ပြေပါတယ် running shoe မကောင်းတာတုံးနိုင်ရင်လည်းကျွန်တော်တို့ဒီကြာရင်ကျွန်တော်တို့ဒီဒူကောင်းတွေဘာတွေကကြာရင်ထိခိုက်လာနိုင်ပါတယ် running shoe အတင်းရောက်ဖတ်တဲ့တရံတော့ရှိထားဖို့တော့ကျွန်တော်ကတော့လိုတယ်မြင်ပါတယ်အခုခေတ်မှာဆိုရင်ကျွန်တော်တို့ဒီ popular ဖြစ်နေတဲ့ဒီ Adidas Evo SL တို့ဒီ Nova Plus 5တို့ကျွန်တော်အခုစီးနေတဲ့ဒီ Rebel V5 ဖက်နက်ကိုကျွန်တော်ဒီ Elite version မှာဖြစ်တဲ့ဟာတို့ဘာလို့လဲကျွန်တော်ကတော့ရွေးချယ်တင်တယ်လို့မြင်တာပေါ့နော်အဲဒီတို့ကျွန်တော်ဒီဈေးလည်းမပေါ်ဈေးလည်းမကြည့်အလဲလက် mid range ရေရှည်ပြေးလို့ရမယ့်ဖက်နက်ထဲမှာကျွန်တော်ပြောတာပေါ့နော်ဒါကကြတော့အပွင့်လင်းဆုံးပြောပြရမယ်ဆိုရင်ကျွန်တော်ဒီဖက်နက်ကို recommend ပေးတာတဲ့ဆိုင်ကျွန်တော် budget ကိုချိန်နေတဲ့လူတွေတော့ပြောတာပါဘာကြောင့်လဲဆိုတော့ carbon plated ပါတဲ့ဖက်နက်တွေရဲ့အများစုဈေးက original ဈေးက10သိန်းအထက်တွေပဲဖြစ်နေလို့ပဲဖြစ်ပါတယ်ကျွန်တော် discount ချခဲ့ရင်တောင်မှကျွန်တော်တို့တွေအရင် discount တွေတော့ရနေတဲ့အရင်တွေမဟုတ်လို့လည်းဖြစ်တာပေါ့နော်အဲ့တော့အဲ့လောက်ဈေးကြီးပေးအကယ်ကိုက3ညနေဆိုရင်တော့3ပြလိုက်ပါတခါတည်းနဲ့ပြီးသွားတာပေါ့နော်သုံးဟုတ်ကိုကဒီပုံမှန်ဖက်နက်တရံနဲ့ပဲပြေးမယ်ဆိုရင်လည်းပြေးလို့ရပါတယ်ဖက်နက်ကောင်းတဲ့လူပိုတာရဲဆိုတာတော့လုံးဝမဟုတ်ပါဘူးဒါကတော့ကျွန်တော်အပြည့်အဝအာမခံပါတယ် carbon plated ဖက်နက်ကိုဝယ်ပြီးတော့တေချာမသုံးတဲ့လူတွေအတွက်လည်း carbon plated ဖက်နက်တွေက bounce ဖြစ်မှာမဟုတ်ပါဘူးကျွန်တော်တို့ဒီ carbon plate ဖက်နက်ဆိုတာအမှန်တမ်းပြောမယ်ဆိုရင်ကျွန်တော်ဒီ carbon plate ပြခောက်သွားရင် spray လိုမျိုးရှေ့ကိုခုံအောင်မှာအကယ်၍ကိုကအဲ့လိုမျိုးမဟုတ်ပဲခြေပြားကိုထောက်ပြီးပြေးတဲ့လူလည်းမဟုတ်ဘဲနဲ့ရိုးခြေပြားအကြအိမ်မြေပြင်မှာဒီလိုကျနေလို့ကတော့ carbon ပြားကလည်း bounce ဖြစ်မှာတော့မဟုတ်ဘူးပေါ့နော်ဒါကျွန်တော်လက်တွေ့အခုပြေးတဲ့အချိန်မှာကျွန်တော်သတိထားမိတာပဲဖြစ်ပါတယ်အဲ့ဒီတော့အဓိကကပြေးခြင်းစိမ့်နဲ့ဖက်နက်အတော်တန်အသင့်ယုံဖက်နက်ကောင်းတည်ရန်ရှိရင်ရပါပြီကျွန်တော်တို့လိုပုံမှန် runner တွေပြောတာပေါ့နော်ကျွန်တော်ဒီ serious ပြေးမဲ့လူတို့ရေရှည်ပြေးမဲ့လူတွေအတွက်ကတော့ကျွန်တော်တို့ဒီ carbon plated တရံတော့ဝယ်ခြင်းနဲ့ဝယ်ပေါ့နော်ကျွန်တော်လည်းမပြောလို့ပါဘူးကျွန်တော်လည်း professional လည်းမဟုတ်ကျွန်တော်လည်းပုံမှန် runners တယောက်ပါဒါပေမဲ့ဖက်နက်လေးတွေတော့စိတ်ဝင်စားတဲ့လူတယောက်ပေါ့နော်အဲ့တော့နီကုန်းချုပ်ပြောရမယ်ဆိုရင်ကိုကပတ်စံတတ်နိုင်တယ်ပတ်စံရှိတယ်ဝယ်နိုင်တယ်ဘာမှစဉ်းစားစရာမလိုဆိုရင်တော့တခါတည်းအပြီးပြတ်မဲ့ဒီ carbon plated running shoe တရံတာဝယ်လိုက်ပါတော့မဟုတ်ကိုကတခြားသုံးစရာလေးတွေလည်းရှိတယ်adjust လုပ်ချင်တယ်control လုပ်ချင်တယ်ဆိုရင်တော့ဒီ mid range ဖက်နက်marino shoe ကောင်းတည်ရန်ဝယ်လိုက်ပါပတ်စံကပျော်ရွှင်မှုကိုမဝယ်ပေးနိုင်ဘူးဆိုတာတကယ်တော့အဖို့ပါမယုံဘူးဆိုရင်တင်လိုချင်နေတဲ့ဖက်နက်
တင်အမြဲတမ်းဒီစဉ်းစားနေတာဒီဘယ်နှောင်ကဝယ်ကောင်းမလားစဉ်းစားနေတဲ့ဖက်နှက်ကိုဈေးကိုမတက်တော့ပဲဝယ်ချကြည့်ကြည့်လိုက်ပါတင့်ကိုတင်ပြောမပြောတင်သိရပါလိမ့်မယ် Money cannot buy happiness is a fucking lie Money can buy happiness